အားလုံးပဲမင်္ဂလာပါဗျဒီရက်ထဲမှာတော့ဒါကျွန်တော်ရဲ့ YouTube channel ကိုအားပေးကြတဲ့မိတ်ဆွေညီကိုများဒီကြပေါ့အကျိုးရှိလိမ့်မယ်လို့ယုံကြည်ပါတယ်မင်းညာပွဲကြောင်းပြန်ပြောရမယ်ဆိုရင်ကျွန်တော်မင်းညာတော့ကဒါစပိန်ဖလားပွဲစဉ်ကပါစီနဲ့ဒီအတလက်တီကိုမထစ်တဲ့ပွဲစဉ်မှာကျွန်တော်9ပေါင်းအောက်ကိုအတေချာလေးပြောခဲ့တယ်ပေါ့နော်ပွဲချိန်ဒါ90ကျော်လောက်မှာ 3C ဖြစ်သွားလို့ဒါကျွန်တော်ရဲ့မိတ်ဆွေတချို့ကပေါ့နော်စိတ်ပူသွားတယ်ပေါ့နော်တချို့ဆိုကျွန်တော်ကိုဒါ Viber Telegram စာပို့ကြရတယ်ပေါ့နော်အဲ့ချိန်မှာပွဲစဉ်93မှာ 3C ဖြစ်သွားတဲ့အချိန်မှာကျွန်တော်တို့ဒီ online ပေါက်ကြီးပေါ့နော်ပေါက်ကြီးဆိုရင်ဒါကျွန်တော်တို့ကိုပေါင်းကြီးကကျွန်တော်တို့ဒီ3လုံးအရှုံးကိုကျွန်တော်တို့ဒါပြ50စားဆိုကြီးပြန်ဖွင့်လာရတယ်ပေါ့နော်ကိုပေါင်းပေါ်ရိုက်မယ်ဆိုရင်ပေါ့နော်လေကိုသွင်းရင်ပြ50နိုင်မယ်ပေါ့နော်အဲ့ချိန်မှာချိုးကကျွန်တော်တို့အဲ့ညာဘက်ကြီးပေါ့နော်ချိုးမိတ်ဆွေတွေချိုးဒီအပိကြရဲ့ကြီးကိုတွေက Viber Telegram စာပို့ပြီးတော့နော်ဒါပြန်ကာတင်လာပေါ့သူတို့ကိုပေါင်းအောက်ကိုကစားထားရပေါ့နော် 3C ဖြစ်နေပြီပွဲချိန်ကလည်းဒါ90ကျော်ပဲရှိသေးရပေါ့နော်နောက်ဒါအချိန်ပေါ်ပါမယ်ဆိုရင်တော့ဒါမိနစ်20လောက်ကြာတဲ့အချိန်မှာဒါဘာစီဖြစ်ဖြစ်ဒီအတလက်တီကိုမထစ်ဖြစ်ဒါဂိုးရတောင်းနိုင်ရရှိရပေါ့နော်အကြောင်းမို့သူတို့ကနေပြီးတော့ဒါအဲ့ချိန်မှာဂိုးပေါင်းကြီး3လုံးရှုံးမှာပြန်ကာဖို့သူတို့ကဒါဂိုးပေါ်ပြန်ကာဖို့ကျွန်တော်လှမ်းပြကြတယ်ကာတင်လာပေါ့ကျွန်တော်ကတော့ဒါကျွန်တော်ရဲ့ယုံကြည်ချက်ရရွေးချယ်မှုရဒီဘာစီနဲ့အတလက်တီကိုမထစ်တဲ့ပွဲစဉ်ကိုကျွန်တော်ဂိုးပေါင်းယူပြီးသားဖြစ်တယ်ဒါကျွန်တော်တို့ကျွန်တော်ယုံကြည်ရဆိုရင်မကာပဲနဲ့ဒီတိုင်းမှာဆက်ကြည့်ဖို့အားမထပ်ပြီးတော့စိတ်ပါသေးရဆိုရင်တော့ဂိုးပေါင်းအောက်က3လုံးရှုံးမှာဂိုးပေါင်းထည့်ဖို့ကကျွန်တော်လမ်းပြီးအကြံပေးခဲ့သေးတယ်ပေါ့နော်ကျွန်တော်ရဲ့ယုံကြည်ချက်တိုင်းကျွန်တော်ရဲ့ရွေးချယ်မှုတိုင်းဒါဘာစီသင်းက 3C နဲ့ပဲပြီးခဲ့လို့ဒါကျွန်တော်မင်းညာက YouTube channel မှာရွေးပေးခဲ့တဲ့တပွဲကောင်းဘာစီ9အောက်ကဒါအပြေးဝပြောခဲ့ရပါတယ်အဲ့ပွဲရပေါ့နော်ကျွန်တော်အနားနေချိန်မှာကိုပေါင်းကြီးကပြင်းအောင်သွားသေးရပေါ့နော်ကိုပေါင်းကြီးကျွန်တော်ခမှန်ပြီးတော့ကိုပေါင်းကြီးလေးလုံး50စားပေါ့ပွဲချိန်နေတဲ့အချိန်မှာကိုပေါင်းကြီးက40အောင်တက်သွားတယ်ပေါ့နော်အဲ့တော့အများစုကလည်းဒါတန်ရရဖြစ်သွားတယ်ပေါ့နော်ကိုပေါင်းကြီးအရန်ပြင်းသွားတယ်ဒါဂိုးဘော်တန်ကြီးရှိတာပေါ့မှန်ပါတယ်ဂိုးဘော်တန်ကြီးရှိပါတယ်ဒါပေမဲ့ညာကအတလက်တီကိုမချွတ်တင်းကဒါတော်တော်လေးကိုကစားဖို့တော်တော်လေးညံ့ပြင်းနေတော့ဒါ3ဂိုးပြရတာပေါ့နော်3ဂိုးပြတဲ့အချိန်မှာဒီအတလက်တီကိုမချွတ်တင်းသားရဲဆိုရင်အတော်လေးကိုပြခတ်ပြီးတော့ပေါ့နော်ရှေ့တန်းကိုလုံးဝမတိုက်တော့ဘူးခန်းစစ်ကပဲတောကန်တောင်ကန်လက်ကထိအောင်လို့အတော်လေးကစားပုံဆိုးသွားတယ်ပေါ့နော်ဒါဘာစီတင်းကဒါ 3C နဲ့ပြီးသွားခဲ့လို့ဒါဘာဖြစ်ဒါကျွန်တော်ရဲ့ရွေးချယ်မှုကျွန်တော်ရဲ့ယုံကြည်ချက်ရခံမှန်းချက်ကကိုပေါင်းအောက်ကအပြည့်အဝပြောခဲ့ရလို့ဒါကျွန်တော်အားပေးကြတဲ့မိတ်ဆွေများအတွက်အထူးပဲဝမ်းသာမိပါတယ်အဲ့တော့ဒီနေ့ညမှာဆိုရင်ပွဲစဉ်တွေကပုံများတယ်ကျွန်တော်အီတလီဖလားပွဲတွေရောနောက်ဂျာမန်ဘွန်ဒလီဂါပွဲကြံတွေရောစပိန်လာလီဂါပွဲကြံတွေရှိတယ်စပိန်ဖလားပွဲတွေရှိမယ်နောက်တစ်ခါကျွန်တော်တို့အင်္ဂလန်ပြည်များပွဲစဉ်တွေရှိရပေါ့ဒီကနေပြီးတော့ဒါကျွန်တော်ကပုံမှန်တိုင်းပဲကျွန်တော်ရဲ့ YouTube channel ကိုအားပေးကြတဲ့မိတ်ဆွေများအတွက်အကျိုးရှိစေဖို့ဒီပွဲကောင်းလေးရွေးချယ်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရွေးချယ်မှုလေးမစတင်ခင်မှာဒါကျွန်တော်တို့ဒီနေ့ကဒါ match 4ရက်နေ့ပေါ့နော်ကျွန်တော်ဒီနေ့ပါလဲဒါကျွန်တော်လာစင်မာပွဲတွေကိုလက်ခံပေးနေပါသေးတယ်မင်းညာဆိုရင်ဒါလာစင်မာပွဲကိုကျွန်တော် all win ခဲ့တယ်ပေါ့နော်ဒါကျွန်တော် Telegram ရောကျွန်တော် YouTube ရော Facebook မှာရောကျွန်တော်တင်ပေးထားပါတယ်လာစင်မာပွဲရတဲ့တွေကိုလည်းဒါဝင်ရောက်ကြည့်ရှုပြီးတော့လေ့လာလို့ရပါတယ်နောက်တစ်ခုကဒီလမှာလာစင်မာပွဲယူမယ်ဆိုရင်မိတ်ဆွေတို့အတွက်တေချာပေါက်အကျိုးရှိပါတယ်ဘာလို့လဲဆိုတော့ဒီလမှာဆိုရင်ကျွန်တော်တို့ဒီတစ်ပတ်ကျွန်တော်ဂျားထဲမှာအင်္ဂလန်ပြည်လိကန်သွားမယ်ပြီးရင်လာမယ့်စီးစဉ်တွေမှာအဖီဗလာကန်ဖို့ရှိတယ်တခြားဥရောပထက်တန်းလေးတွေကစားဖို့ရှိတယ်နောက်ပြီးတော့နောက်တော့ဂျားထဲမှာဆိုတော့ Champions League Playoff တွေရှိတယ် Europa League ပွဲစဉ်တွေရှိတယ်အဲ့ဒါပြီးသွားရင်ပြည်များလေးတွေဒါခြားဥရောပထက်တန်းလေးအမှတ်ပေးပွဲတွေပြန်ကစားဖို့ရှိတယ်ပြီးသွားရင်ကျွန်တော် Champions League Playoff တွေပြန်လာမယ်အဲ့ဒါပြီးသွားရင်ကျွန်တော်ပြည်များလေးပြန်လာအောင်မယ်ပေါ့နော်အဲ့တော့ဒီ match လာမှာဘလို့ပွဲစဉ်တွေကဂျားရဲတွေမှာလည်းလုံးဝမနာဘူးစတိုက်ကစားဖို့ရှိတယ်အကြောင်းမို့ဒီသားမှာလာစင်မာယူရမိတ်ဆွေများအတွက်ဒါညတိုင်းရှင်ခုံခံစားဝင်ရှိမှာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်ကဒီနေ့ရာဆိုရင်ဒါ match လာဝင်သွားတာ4ရက်မြောက်ဖြစ်သွားပြီကြောင့်မလို့ကျွန်တော်နေတဲ့ဒီ match လာတလားစာပုံမှန်ဆိုရင်မမကြီး2သိန်းယူပါတယ်ဒါပေမဲ့ဒီနေ့မှာလာယူမဲ့မမများတော့ကတော့ဒါ4ရက်တာဒါကြော်သွားဖြစ်ကြမလို့ကျွန်တော်နေတာမမကြီး2သိန်းစားကို3သိန်းခွဲနဲ့လက်ခံပြီးတော့ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ match လာမှာဆိုရင် Champions League တွေရော Europa League တွေရောပြည်များ League တွေရောပွဲစဉ်အများကြီးရှိမလို့ဒါလာစင်မမယူမဲ့မိတ်ဆွေများအတွက်ဒါလုံးဝကိုရွေးချယ်မှုအလန်းစားတွေကိုခံစားရဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ရှိမှာလာစင်မမယူမယ်ဆိုရင်တော့ဒါကျွန်တော်ရဲ့ Viber number 39989596 3993ကိုဆက်သွယ်စုံစမ်းပြီးတော့အသေးစိတ်မေးမြန်းလို့ရပါတယ်နောက်တစ်ခုကဒီနေ့မှလာယူမယ်ဆိုရင်ဒါ match လာတွေကို၄ရက်တိတိကြော်သွားဖြစ်ကြမလို့ကျွန်တော်တို့ match လာတလားစာလာစင်မမပွဲလာစင်မမကြီး2သိန်းစားကို3သိန်းခွဲနဲ့ရရှိမှာဖြစ်ပါတယ်အကြောင်းမလို့အမြန်ဆုံးဆက်သွယ်ပြီးတော့လက်တွဲကြဖို့ကျွန်တော်ကဖိတ်ခေါ်လိုက်ပါတယ်အဲ့တော့ဒီညမှာကျွန်တော်ရွေးချယ်ပေးသွားတဲ့ပွဲစဉ်ကအင်္ဂလန်ပရီးမီးယားလိဂ်ကဒါမန်စီးတီးနဲ့ Nottingham Forest အသင်းပွဲဖြစ်ပါတယ်ဒီပွဲစဉ်မှာလက်ရှိမန်စီးတီးအသင်းက165အရှုံးပေးထားတယ်ဂိုးပေါင်းကြီးက3လုံး20စားပေးထားတယ်ပေါ့နော်ဒီပွဲစဉ်မှာကျွန်တော်ရဲ့အကြက်ရွေးချယ်မှုကအဝေးကွင်းလာကစားမဲ့ Edel Nottingham Forest ပေါ်ကြီးကြိုက်ပါတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ဒီပထမချောကအခြေအနေရှိမယ်ဆိုရင်လည်းမက်ဆီကြီးကပြော့တယ်လို့ကျွန်တော်နေခံစားရတယ်။နောက်ချက်က
မန်စီးအနေနဲ့ဒါအာဆင်နယ်အသင်းကိုဖိအားပေးနေတဲ့အနေအထားမှာဒီညအိမ်ဝင်းကစားမယ့်အနေအထားမှာဟိုတန်ဆင်းဆောင်ရဲ့အထက်ကနော်တင်ဖော်ရက်လိုအသင်းကိုဒါနီးပြအသင်းနဲ့ကစားပုံအထိုင်မကျသေးတဲ့အသင်းကိုပေးထားတဲ့ကြီးကမတင်မကျဖြစ်နေရပေါ့နော်တကယ်ဆိုရင်ဒါကျွန်တော်ရဲ့ယူဆချက်အရဆိုရင်250အနိုင်အထိပေးတဲ့ကြီးအနေထားပေါ့နော်ဒီလိုအနေထားမှာ165အရှုံးဆိုကြီးရတာမန်စီးအနေနဲ့ဒါနော်တင်ဖော်ရက်ကိုမနိုင်ဘူးလို့ကျွန်တော်ကယူဆတယ်ဒီပွဲစဉ်မှာကျွန်တော်က1-1နော်တင်ဖော်ရက်1-0နဲ့ပြီးသွားပြီလို့ကျွန်တော်ကခံမှန်းပြချင်တယ်ဒါကြောင့်မလို့ဒီညမှာဒါကျွန်တော်ရဲ့ယူဆချက်အရလက်ရှိမှာရမလို့နေတဲ့မက်ဆီအသင်းကိုကျွန်တော်ဘက်ကန်ပြီးတော့အဲ့တဲ့ Northern Forest Body ကိုကြိုက်ပါတယ်အကြောင်းလို့ကျွန်တော်လည်းအကြိုက်လို့တဲ့မိတ်ဆွေများရှိခဲ့ရင် like ကစားလို့ရအောင်လို့ဒါကျွန်တော်ရဲ့ YouTube မှုလေးကို YouTube channel မှာလာပြီးတော့တင်ဆက်ပေးရခြင်းဖြစ်ပါတယ်အဲရောဒီနေ့မှာလည်းဒါကျွန်တော်ရဲ့ YouTube မှုလေးကမိတ်ဆွေများတွေဆက်လက်ပြီးတော့အကျိုးရှိပါစေလို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ YouTube channel ကိုအမြဲတမ်းကြည့်ရှုအားပေးကြတဲ့မိတ်ဆွေညီကိုများအားလုံးတူးချင်းတက်ရှင်စီကိုကျေးဇူးအထူးတင်ရှိပါတယ်အားလုံးပဲဒီနေ့ညမှာလည်းအစီအမံကြပါစေ